ဒါနဆိုတာအလူကြီးပေးမှဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတိခင်အခန့်ကျွေးမွေးတာလဲဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာတဲ့ဒါနပဲအလုံးကဒါနကိုယ့်ရှိတဲ့တိရစ္ဆာန်တွေကိုလည်းမျောလင့်ချက်နဲ့ကျွေးတာမဟုတ်ဘဲနဲ့ဥမာမဲ့ခွေးကြိတ်လို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကျွေးတာကြောင်ကျွေးရင်လည်းပဲကြွက်ခုံနိုင်အောင်ဆိုတဲ့ကျွေးတာမဟုတ်ဘူးသူကသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကျွေးတာဆိုရင်ဒါဒါနတွေပဲတိရစ္ဆာန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်လို့မြတ်စွာဘုရားပြောတယ်အစတရားဆိုတာဟာနဲတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်အစတရားလူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလုပ်တာအစတရားမများလို့မလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုရင်ကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီပဲဆိုင်တစ်စီဆိုင်ရင်တရသီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရစီတစ်စီဆိုင်လိုက်တာနဲ့တရပင်ကသီးလိုက်တာထောင်ချီဖြစ်နေတယ်အကျိုးဆိုတာအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုဟာအဲ့ဒီတစ်ပင်စိုက်တာနဲ့အလားတန်တူတယ်ပေါ့ကိုစိုက်တုန်းကတစ်စီပဲစိုက်တယ်သို့တော့ရလာတဲ့ fruition တွေ fruit ပေါ့နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာရတယ်လို့အေးလူသားတယောက်ကိုချင်းသီလမရှိတဲ့လမ်းပေါ်ကလူတယောက်ကိုတနာလို့ကျွေးလိုက်တယ်ဆိုရင်အစတစ်ထောင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကျွေးမယ်ဆိုအစတစ်သိန်းဒီလိုတုံ့ပြန်မှုတွေအားတွေကတော့မတူတတ်ဘူးဒီလိုမတူခြင်းဟာဘာကြောင့်လဲဆိုရင်အေးလေစတိကိုမြေဆိုင်လို့ရှိရင်အသီးနဲ့မှာပေါ့မြေဩဇာရှိတဲ့မြေကိုစိုက်မယ်ဆိုလို့ရှိရင်အတိကြတာပေါ့ဒီလိုဟာတော့ကြွားချမှုရှိတယ်လို့သူတို့ဆိုဒါနကောင်းမှုနဲ့ပတ်သက်လာဒီလိုကွဲပြားခြားနားမှုရှိကိုချင်းသီလနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲအစဉ်30ပြောရမှာကိုချင်းသီလလောက်တဲ့အခါမှာဒီကိုပစ္စည်းအဆုံးခံပြီးတော့ကိုချင်းသီလကိုမဖြတ်တာသီလပါရမီကိုအင်္ဂါခြေလက်အဆုံးခံပြီးကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်တာသီလဥပပါရမီအသက်အဆုံးခံပြီးတော့ကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်လို့ရှိရင်သီလပရမတ္ထပါရမီလို့ဒီလိုဖြစ်တယ်အဲ့တော့ကိုချင်းသီလလည်းကောင်းတယ်ဒါနကောင်းမှုလည်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနန္ဒီနောဒေဝလောကသမိနတ်ပြည်မှာဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာအဲ့တော့နတ်ပြည်ရောက်တယ်ဆိုတာကုသိုလ်အများကြီးကြည့်အောင်လိုတာမဟုတ်ဘူးသူကဒီကုသိုလ်ကောင်းမှုဆိုတာရဲ့စွန့်ရင်တတ္တိကအမြဲတမ်းကြီးမားတယ်နော်အဲ့တော့အကုသိုလ်တွေလှုပ်ထားတဲ့အကုသိုလ်တွေရှိနေတာမဟုတ်လားတန်တရားမှာအကုသိုလ်တွေများရတဲ့နဲ့ဒီကုသိုလ်ကဘာဖြစ်လို့ဒီအကုသိုလ်တွေကြောင့်ငရဲမကြပဲနဲ့ဒီကုသိုလ်လေးနဲ့လှုပ်ထားဖြစ်နိုင်ပါမလားဆိုဖြစ်နိုင်တယ်ဘယ်လိုဖြစ်နိုင်တော့ဆိုကြောက်တုံးကြီးတုံးဟာကြောက်တုံးသေးသေးလေးပဲဖြစ်စေအကြီးပဲဖြစ်စေရေထဲချမြုံမှာပဲသို့တော့လှေပေါ်တင်ကြည့်ပါလားအကြီးကြီးလည်းလှေနဲ့တင်သွားရမမြုပ်တော့လှေဆိုတာရှိတယ်လှေသင်္ဘောပေါ်မှာတင်သွားလို့ရှိရင်ကြောက်တုံးအကြီးကြီးဟာလည်းမမြုပ်ဘူးအသေးလည်းမမြုပ်ထို့တူပဲကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်ကြမသွားဘူးလို့ဆိုလိုတယ်ပေါ့